သတင်းကောင်းလေးတစ်ခုပြောပြခြင်းနဲ့မိတ်ဆွေဒီကဘာပေါ်ကလူသားအားလုံးတွေ့ဖျားသခင်ရဲ့ချစ်မြတ်တာအကြောင်းပေါ်အပြည့်ရဲ့အခါကြောင့်ဖျားနဲ့လူသားဝေးကွာကလူတွေဟာအပြည့်ရဲ့နွန်တဲမှာတဖြည်းဖြည်းချင်းနစ်မြုပ်နေခဲ့တယ်များမဲနေတဲ့ကဘာလူသားများအားလုံးတွေ့ခဲ့တဲ့ရှင်ဝေးဖွာခဲ့ပြီးသူငယ်တော်ဝေးဖွာခဲ့ပြီးလောကသားများအားလုံးကိုရွေးနှုတ်ခဲ့တဲ့ဘုသခင်ယေရှုခရစ်ဟာတို့အတွက်ပွားမြင်ခဲ့ပြီချမ်းအေးလာတဲ့ဆောင်းညလဲမှာတာတော်ဟာနှုံချစွာနွားစခွဲရဲ့ထဲမှာနှိမ်ချပြီးမွေးဖွားလာခဲ့တယ်အပြည့်ရဲ့အခါကြောင့်ဖျားနဲ့လူသားဝေးကွာတာပြန်လဲကပေါင်းစည်းနိုင်ဖို့ရဲ့မထိုက်တန်ပဲရွေးချယ်ခဲ့တယ်ဖျားရဲ့ပေါင်းစည်းစိမ်တွေသူလေးဆိုလို့ခဲကရဲ့အသွေးသွန်းပြီးအသက်ဆုံးကဘာလူသားများလွတ်မြောက်ဖို့ခဲ့တဲ့ရှင်ဝေးဖွာခဲ့ပြီးသူငယ်တော်ဝေးဖွာခဲ့ပြီးဘုရားသခင်ရဲ့အခါမဲ့လက်ဆောင်အားလုံးအတွက်ပါပဲလောကသားအားလုံးနေသက်ဝမ်းမြောက်ရစေဖို့ခဲ့တဲ့ရှင်ဝေးဖွာခဲ့ပြီးသူငယ်တော်ဝေးဖွာခဲ့ပြီးလောကသားများအားလုံးကိုရွေးနှုတ်ခဲ့တဲ့ဘုရားတပါးဒီသောသားတော်သခင်ယေရှု